ông mà đàn đi ăn long ông mà đàn đi lạ nạ lù lù nhá lạ đàn mà thiên nè à cháu gì là chú thì ai để bỏ ra xí thế cho cái em mà đàn xí ông mà đàn đi ăn long phi mi của tôiပြောnày ai thì vợ bán của gia đình nàyแต่ที่เดียวว่าแต่วัดบ้านအဲ့ဒါတသိวัดวัดบ้าน300ပေးရငါသမီးရဲ့မနစ်စားချင်မနစ်စားရှာညသာရှာရဒါပြင်မမီတဲ့ပန်းတုံးခုလိုလန်ကတို့ဖေဝဲနေလိုက်မလဲအဖေခွင့်ပြုမယ်ဆိုတော့သူဝယ်မယ်ဘယ်လိုဝယ်မှာလဲကျွမ်းခံမယ်တစ်နှစ်ကျွမ်းခံတာငွေ300တစ်နှစ်ကျန်တစ်နှစ်စီကားမှာအဲ့တဲ့ဝက်ပန်းတစ်စုံရတယ်ရလို့တစ်နှစ်စီတော့ကဟောဝက်ပန်းရတယ်ချောင်းလေးတစ်ခုအဲ့တဲ့ချောင်းလေးသွားတရောထုကဝတိလေးမိဖို့ထုစနွင်းစိန်လေးထဲ3လွမ်းတင်3မျိုးဖြောဆက်ခေါင်းချော်တော့တာတဲ့အဝက်ကိုလှဲဖို့လှဲလို့ခေါင်းချော်တော့တာခေါင်းချော်တော့ကယဟန်တစ်ပါးကကြွလာခဲ့တဲ့ယဟန်ကလူဆိုးတွေကသူ့တကန်းကိုချွတ်လို့ယူတော့တာအဝက်ကမရှိဘူးတိခိတ်တွေကိုတကန်းလုတ်ခရတော့တာတိခိတ်ကိုလွယ်ကျိုးတွေနဲ့ဆက်ရတော့တာတကန်းလုတ်ခရတာအဲ့တဲ့ပုဂ္ဂိုလ်မြင်တော့ကတကအောင်မာတယ်နဲ့အလောင်းကထွေးပြေးမယ်လို့ဆိုတာငါညီမမပြေးနဲ့ငါလူကောင်းဟုတ်တယ်ငါတကန်းနဲ့လူဆိုးတွေကချွတ်ယူလက်တာအဲ့ကြောင့်ငါမအဝက်မရှိတော့တိခိတ်ကိုတကန်းလုတ်ခရတာလို့ပြောတော့စဉ်းစားတယ်ငါအဲ့တဲ့ဝက်ပန်းဝက်လိုက်ငါခန္ဓာကိုယ်လည်းနုပြိုလာမှာမဟုတ်အဝက်ကလည်းတင်းတင်းတပါဟောင်းလွှမ်းတော့မှာပစ္စည်းကလည်းတိုးလာမှာမဟုတ်အဲ့တော့ငါဝက်မယ်အဝက်ကိုလှူမယ်ပြောင်းတော့တာအဝက်မြေတကန်းအဲ့တဲ့အရှင်လှူမယ်ကဲစေနာကြောင်းသွားလာတစ်နှစ်လောက်ကြံခဲနာဘုန်းကြီးကမလှူနိုင်ဘူးတစ်နှစ်လောက်ကြံခဲနာကွာလှူနိုင်ဘူးကြားလားကဲလှူမနေဗျာစေနာချင်းတူရဲ့လားတူဘူးအဲ့ဒါနဲ့သူကိုဝက်ခါကအဝက်ကိုလှူလိုက်တော့အကွယ်လေးမှာတက်ခက်တွေဖြိုးခါဝက်ကိုဝက်သူ့ပြုတ်ကိုလှဲ့တာအင်မတန်သရာပြကောင်းတာသူ့စိတ်ထဲမှာစိတ်မောင်မြတ်တော်သူကလို့အာရပါကြီးဖြစ်သွားတယ်တခါကိုယုံကိုလူတော့ကအဝက်တက်ခက်တွေဖြိုးကိုယုံတော့ကအင်မတန်လှတာဟိုအဲ့တော့သူ့စိတ်ထဲမှာသရာပီတိကွမ်းစီထိအဲ့ဒါလူရတဲ့ကုသိုလ်ကစင်လာကြောင့်သူ့ကိုမြင်တဲ့ပုဂ္ဂိုလ်အပေါင်းစီယူမတက်လှပါစေလို့ဆုတောင်းတာကြောင့်တောင်းလို့ဆုပြီးသွားတာကြည့်ကြားရလားတစ်နှစ်လောက်ပြန်ခံနာဘုန်းကြီးတော့မလှူနိုင်ဘူးဟောဝဲလည်းမယ်ကဲလွယ်ပါမလားဟိကဲအုံမာတဲ့ဘဝအဲ့ဒီဘဝတိသားတော့ကအုံမာတဲ့ဒီအလောင်းဖြစ်လှတာကွအုံမာတဲ့ဒီဘဝဆိုတော့ဥပရဝံထေရီဥလန်ထီပြီးတော့ဩမာဒဏီတိလှတာပေါ့ဟောရှင်မြင်းကတောင်းတဲ့တတိတွေကတောင်းဟောအမက်တွေကတောင်းဖေကြီးကမျက်နှာပူနေတော့တာဘလို့ပေးရမလို့မသိဘူးဖေကြီးရဲ့စိတ်တက်ကိုလည်းသိတော့အဘေးတဲ့စိတ်ချမ်းသာအောင်သူဘိက္ခုနီမလုံးမယ်ဖေကြီးရဲ့စိတ်ချမ်းသာတော့တာဘိက္ခုနီမလုံးတယ်ဘိက္ခုနီမလုံးတော့ဘုရားရှင်မခန္ဓာတော့အာနာတော့တက်တော့သစ္စာတော့လက်လာတယ်လက်လာတော့မကြာခဏလင်းငါလအတွင်းမှာသောတာပန်တရာကအနာဂယက္ခိစာပြီးတော့တယ်ဥပလံထီတယ်ကဲဘယ်လောက်များအာရသာကောင်းလဲနော်အကြောင်းရှိတော့အကျိုးတရားတွေမပေါ်ဘူးလားအေးအဲ့ဒါလူရင်းချင်းတယ်အဲ့ဒါသီလနဲ့ပက်ပြီးတော့ကံလဲကဟွာတာကွကံညင်းဆိုတာခန္ဓာတိဘုသစ္စာတိဘုပရိစ္ဆသုတ်ပဲကိုတိဘမလို့ဘူးလားဒါကြောင့်မုန်းဆံတော်ဖက်တစ်ခွေကမဉ္ဉဏ်ရမှနိဗ္ဗာန်ကိုမျက်မှောက်ပြုနိုင်မှာမဉ္ဉဏ်ရခြင်းဝိပဿနာဉာဏ်အာထုတ်ဝိပဿနာဉာဏ်အာထုတ်ခြင်းတေဃာတိတိအရင်ဖြုတ်တေဃာတိတိဖြုတ်ခြင်းခန္ဓာပရိစ္ဆသုတ်ပတ်ကိုသိအောင်လို့ခန္ဓာဝိညာဉ်နဲ့ခန္ဓာပရိစ္ဆသုတ်ပတ်အကြောင်းအကျိုးမျက်စိအကြည်နဲ့ယူပေါင်းအစင်းကအကြောင်းယုံနှုတ်တိုက်တကမြင်သိစေမပေါ်ဘူးလားအဲ့ဒါဝိညာဉ်နဲ့ခန္ဓာတဝိညာဉ်တဲ့ပေါ်လို့ဖြစ်ကြလားမဖြစ်သူနဲ့သာသာတဖြစ်တဲ့ဝေဒနာတင်ညာစေရနာမှာပါပေါင်းလို့တော့နာမည်ခန္ဓာ၄ပါးမရအဲ့ဒီနာမည်ခန္ဓာ၄ပါးအလိုလိုဖြစ်တာအကြောင်းကြောင့်အကျိုးတရားပေါ်တယ်
အကြောင်းရှာကြတော့ယုံနှစ်ခုနော်ယုံနှစ်ခုကပရိစ္ဆာသုတ်ပတ်နာမေခန္ဓာ၄ပါးပရိစ္ဆာသုတ်ပန္နအကြောင်းအကျိုးတွေလို့မဟောလားကဲပေါ်တာလူလားနာမေခန္ဓာလေးနဲ့လားနာမေခန္ဓာလေးဗြဟ္မာလားနာမေခန္ဓာလေးပါကဲနာမေခန္ဓာ၄ပါးဆိုတော့ကစဉ်းစားလူကတွေ့သေးရလားနဲ့ကတွေ့ရလားဗြဟ္မာကတွေ့ရလားဘာဖြစ်လို့မတွေ့တာတွေ့တာကလူနဲ့ဗြဟ္မာလားနာမေခန္ဓာလေးသူတို့ဆိုတော့လူဆွေဒိဋ္ဌိနဲ့ဆွေဒိဋ္ဌိဗြဟ္မာဆွေဒိဋ္ဌိမကြုံလားဒိဋ္ဌိပြုတ်ရေဗြဟ္မာကြီးလူကဖန်ဆင်းတဲ့ထမရဖန်ဆင်းတဲ့ပုဂ္ဂိုလ်နဲ့ဖန်ဆင်းတဲ့ယုံမလားဝေစီကိစ္စမချုပ်လားဩအာတဝနဲ့ဒိဋ္ဌာသွားနဲ့ဥစ္စာသွားချုပ်ပြီဗျအဲ့လိုသိဖို့မလိုဘူးလားကဲအဲ့ဒါလိုသိအောင်ရှားကမပြောဖ ೇನೆ သိနေပါမလားမသိနိုင်ဘူးတရားထိုင်တာနေကသိပါမလားသိဘူးကြွယ်ကြလားဒါကြောင့်မလို့မြောက်ဥမပြည့်တဲ့ထိတ်ကိုထဲမှာအပါမဝခင်တရားထိုင်ရတယ်အပါဝကထိုင်ရမလို့ဘူးလို့ရှာတော့မဟုတ်ဘူးလားကဲအပါဝအောင်ကြိုးစားအပါမဝတာလည်းကဘာနဲ့ညကြာလာပြီ30တော့ကမထွေးနိုင်ပြီရှားလားတိပဲဆက်ပါ၄ပါးခဲ့မေတ္တကနာတိမှပဲနေတာညံအလုတ်တန်အလုတ်မဟုတ်ဘူးဇန်လုံးညံအလုတ်တည်ညံဆိုတာစဉ်းစားတာဝိပန္နစိစိတာစဉ်းစားဖို့မကောင်းလားအရိယပဋ္ဌာဆိုတာတွားခြင်းရက်ခြင်းထိုင်ခြင်းလျောင်းခြင်းနော်တရားထိုင်တာအတိကာလခန္ဓာသိဖို့အတိကခန္ဓာသိဖို့အတိကပါတရားထိုင်တာအတိကာလစဲညံသွားတာအတိကာလခန္ဓာသိဖို့အတိကခန္ဓာသိဖို့အတိကရက်တာအတိကာလခန္ဓာသိဖို့အတိကခန္ဓာသိလျောင်းတာအတိကာလခန္ဓာသိဖို့အတိကခန္ဓာသိဖို့တော့တရားနဲ့တရားထိုင်တာခန္ဓာသိဖို့မလားကွယ်စဉ်းစားဖို့မကောင်းလားစိတ်ထဲဉာဏ်ထဲကထိုင်လိုက်ကြဆိုထဲလဲကကျဲနေတင်မနေထိမထိထိတဲ့ကတတိလို့မဟုတ်လားထိတိတတိနော်တတိပြုတဲ့ကကျဲတွေ့ရလားမာတာတွေ့တင်မတွေ့ရလားကာယအကြည်ဤနှစ်ခုထိမှတိတဲ့စိတ်လည်းမပေါ်လားအဲ့ဒါတိတဲ့စိတ်လည်းမထိခင်ကဖေးရှိမှနေတယ်လို့လင်းညွန့်ညွန့်ပြချင်းကထက်ကြတယ်နှစ်ခုတိတော့လဲဖွာခနဲ့ပေါ်မလာဘူးလားအဲ့ဒီစိတ်လေးကအကောင်ထဲဟုတ်ကြလားလုံးရတန်တန်နေပါရလားမပါညတဲ့သဘောအနေနဲ့မထင်ရှားဘူးလားဘယ်တော့မှထင်ရှားလဲနော်ဒါကြောင့်သဘောကိုပရမတ်လို့ခေါ်တာဗောမပြောမဖြစ်လို့ပြောရတာအဖေမိဘမွေးတဲ့မျက်စိနဲ့ကြည့်ရင်ဟောခြေလေးတွေဘယ်တော့မှမပြောက်မြင်နေတာပဲလူတွေမြင်နေတယ်မိန်းမတွေမြင်တယ်ယောက်ျားတွေမြင်တယ်ဒါအဖေမိမွေးတဲ့မျက်စိဒါနေ့ကတော့ဘယ်တော့မှပြောက်ဖြောက်လို့မရဘူးညံမျိုးလုံးနဲ့ကြီးမှပျောက်တာကဲအဖေမြတ်မွေးတဲ့နေ့ကျတော့လူတွေကိုမြင်တယ်မိန်းမတွေမြင်တယ်ယောက်ျားတွေမြင်တယ်အိမ်တွေမြင်တယ်တောတွေမြင်တယ်ဓနောင်းပင်တွေမြင်တယ်ညံမျိုးလုံးဝိဇ္ဇာဆိုတော့မြင်မှန်တက်ကြည့်တော့လူလားအစင်းလားအစင်းပါဗျာနဲ့လားအစင်းလားအစင်းပါဗျာဗြဟ္မာလားအစင်းလားအစင်းကွယ်ဒါညံမျိုးလုံးကြတော့အစင်းပဲမြင်တယ်နော်အဖေမိဘမွေးတဲ့မျက်စိကြည့်တော့လူတွေပေါ့ကွယ်ဘယ်တော့ဖြောက်လို့မရဘူးငါအားထုတ်တယ်ကွယ်ခြေတလက်တည်းမပြောက်ဘူးလို့မပြောဘူးလားအဲ့ဒါဗိဓိမြေလုံးနဲ့ကြည့်တော့ဖယ်ပြောက်မလဲကွယ်မြောက်ဘူးညံမြေလုံးနဲ့ကြည့်မှပြောက်တာညံမြင်တာကိုတင်ညာဖုံးနဲ့တင်ညာကိုတင်ညာရှင်းမှတင်ညာကိမဲ့မြင်တာကအရှင်းတော့ကိုမြင်တာတင်ညာကမင်းတိမိတင်ညာကမင်းသားဟောအဲမင်းတိမိမြင်တော့လောဘစိတ်ဖြစ်မင်းသားလေးမြင်တော့လောဘစိတ်ဖြစ်မင်းသားလေးကိုအမျိုးသမီးကမြင်တော့လောဘစိတ်ဖြစ်တယ်မင်းသမီးကိုအမျိုးသားလေးကမြင်တော့လောဘစိတ်ဖြစ်တယ်တကယ်အမြင်ခံကမင်းသမီးလားအရှင်းတဲ့မင်းသားလားအရှင်းတဲ့အရှင်းလို့မြင်တဲ့ကမင်းသမီးတွေ့သေးရမင်းသားကတွေ့သေးရတင်ညာရှင်းမသွားလားတင်ကကဲမသွားဘူးလားတော့မြင်တော့တင်ညာဘုံနဲ့တင်ညာကိုတင်ကရှင်းမှတင်ကကဲမယ်ကဲအရှင်းမယ်အရှင်းဆိုတော့ခန္ဓာဘွဲ့တော့ယူပိခန္ဓာမရလားယုတ်တရားကြီးယုတ်တရားမှန်လို့ရှိရင်အနှစ်သာရရှိမရှိချောင်းတဲ့မြေထဲမှာရှိတဲ့ရေမြုပ်ကြီးကဲ့သို့ဟောမဟောရေမြုပ်ကြီးဆိုတာဓာတ်တွေတွေ့တဲ့ကအကုန်လုံးရေဖြစ်သွားတော့တာမတွေ့ခင်တော့ကဖောင်းဖောင်းကြီးပေါ့ဓာတ်တွေနဲ့တုံးနေထိတဲ့ကအကုန်လုံးရေဖြစ်သွားတာနော်အဲ့ဒီရေမြုပ်ကဖဲကပြရေကဖြစ်တဲ့ရေမြုပ်
ပြည့်တော့ရေပဲပြန်မဖြစ်လားတော့အနှစ်သာရရှိရလားအဲကြောင့်ရေနှုတ်နဲ့တူတယ်လို့မဟုတ်ဘူးလားရေမြုပ်ကတော့မြင်မယ်ဆိုရင်ချစ်စရာကတွေ့သေးရမုန်းစရာကတွေ့သေးရရာကခရောနိဗ္ဗာန်နဲ့များဒေါသခရောနိဗ္ဗာန်နဲ့မောခရောနိဗ္ဗာန်နဲ့လို့မဟုတ်ဘူးလားကဲအဲ့လိုမြင်တဲ့ပုဂ္ဂိုလ်များဟာရာဂဒေါသမောဟဖြစ်ပါမလားဖြစ်ဘူးကွမြင်တဲ့နိဗ္ဗာန်တတိုင်းတိုင်းကြားတဲ့နိဗ္ဗာန်တတိုင်းတိုင်းအဲ့လိုလေ့လာဖို့မကောင်းလားအဲ့ဒါအရှင်းပြက်ကမျက်စိကြီးနဲ့အရှင်းကယုတ်တရားမြင်သိစိတ်လေးကနံတရားနံနှစ်ပါးလူလားနဲ့နေရောနဲ့လားနဲ့နေရောဇမလားနဲ့နေရောကဲနေယုတ်တရားနှစ်ပါးကြီးတော့ယုတ်ကြီးကဖောက်ပြန်ပြီးတော့မပြည့်လားနံကတီးပြီးတော့မပြည့်လားဖြစ်ပြလို့မဟုတ်လားဘာသစ္စာလဲရှင်းတာတဲ့တရားလားရှင်းနေတရားရှင်းတယ်လို့အမှန်သိတာတမာတိတိလို့မဟုတ်ဘူးလားရှင်းတယ်လို့သိတော့ကလူချမ်းသာနဲ့အချမ်းသာမြမချမ်းသာနှလုံးသွင်းမှားတယ်မိစ္ဆာတိတိမချုပ်လားတမာတိတိကိုမိစ္ဆာတိတိချုပ်တယ်တမာတိတိကအလင်းရောင်နဲ့မတူလားမိစ္ဆာတိတိကအမှောင်နဲ့မတူလားအလင်းရောင်ပေါ်တော့အမှောင်မပြောက်လားကဲအဲ့လိုစီသေးပေါ်မကောင်းလားကဲတဏှာလာသိရလားဥပါဒံလာသိရလားကံလာသိရလားပရိစ္ဆေသုတ်ပတ်သုံးမျိုးမပြတ်လားနောက်ခန္ဓာဇတ်မသိလားနိရောဓတဏှာပရိစ္ဆေသုတ်ပတ်ဥပါဒံပရိစ္ဆေသုတ်ပတ်ကံပရိစ္ဆေသုတ်သုံးမျိုးပြတ်နောက်ခန္ဓာဇတ်မသိလားကိရိတာမချုပ်ဘူးလားခန္ဓာမချုပ်လားဤငကုချုပ်တာနိရောဓလို့မဟုတ်ဘူးလားကဲမြင်စေခန္ဓာကဖြစ်ပြဘာသစ္စာလဲသိတာကသိတာကနောက်ခန္ဓာမလားလားကိစ္စတော့အကွက်ဖဏကွက်ရှိတဲကွက်လင်ဖဏပါငါလေးလီဤရှစ်သွဲကိုဒါ